အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စာအုပ်ထုတ်တာခဲတံကိုင်တာချမှတ်တာအစရှိသဖြင့်ပေါ့နော်ဒီလိုစကားပြောလေးတွေကို English လို့ပြောရလဲ sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့စာအုပ်ထုတ်ပါ take out your books take out your books စာအုပ်ထုတ်ပါ take out your books take out your books စာအုပ်ထုတ်ပါစာအုပ်ဖွင့်ပါ open your book open your book စာအုပ်ဖွင့်ပါ open your book open your book စာအုပ်ပိတ်ပါ close your book close your book စာအုပ်ပိတ်ပါ close your book close your book စာအုပ်ကိုလက်ထောက်ထားပါ point to the book point to the book စာအုပ်ကိုလက်ထောက်ထားပါ point to the book point to the book စာမျက်နှာ30ကိုလမ်းပါ turn to page number 10 turn to page number 10 turn to page number 10စာမျက်နှာ30ကိုလမ်းပါခဲတံကိုင်မယ်ခဲတံကိုင်ထားပါ hold the pencil hold the pencil ခဲတံကိုင်မယ် hold the pencil ချရေးပါ write down write down ချရေးပါ write down ကြည်ကြဲဖတ်ပါ read aloud read aloud ကြည်ကြဲဖတ်ပါ read aloud read aloud လက်ထောင်ပါ put your hands up put your hands up လက်ထောင်ပါ put your hands up လက်ချပါတနည်းအားဖြင့်လက်ချထားပါပေါ့နော် put your hands down put your hands down လက်ချပါ put your hands down ဆီယမစကားနားထောင်ပါ listen to teacher listen to teacher listen to teacher ဆီယမစကားနားထောင်ပါကဲဒါဆိုလို့ရှိရင်ဒီနေ့မှာတော့ classroom ထဲမှာ3နှစ်ရှိရဲ့စကားပြောတူလေးတွေကိုမျှဝေပေးသွားဖြစ်ပါတယ်ဒီစကားပြောလေးတွေကအားလုံးအတွက်အကျိုးရှိမယ်လို့ထင်ပါတယ်ဒီလိုမျိုးစကားပြောလေးတွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ Vlogvine နဲ့ YouTube channel လေးကို subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်